စဝင်းမှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR သူရဲ့ကောင်းများရဲ့မိတ်မွေးစကားရှင်မအစစ်သိမ်းတာဘုကောင်းဖက်ကသွေးဒီရစေရှောင်းမပဲဘူး hey သူရဲ့ကောင်းတော့ထွန်းလို့မပဲစာဒီသွေးစာဒီမအကေဟဲ့ရကြဆိုတော့မြမတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူမယ်တော့အိမ်မကိုထိုးတဲ့တွင်လို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်တဲ့အပြင်းနဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပုံမစူးစမ်း